အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကြောရတာလွယ်ကူမြန်ဆန်ပြီးတော့စားလို့လည်းအရန်ကောင်းတယ်ခလေးလူကြီးတွေလည်းအရန်ကြိုက်ကြတယ်ကျမရဲ့အတွက်လည်းစားပေးတဲ့နဲ့ကြက်တောက်ကြော်ကြော်နည်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမိမိတို့ရဲ့အိမ်မှာလိုက်ကြော်စားလို့ရအောင်လို့တည်တည်ချာချာလေးပြပေးထားပါတယ်ခင်ဗျာအရင်ဦးဆုံးကြက်ရင်မုံသား15ချက်သားနီးနီးကိုအခုလိုမျိုးဓာတ်လေးနဲ့နှုတ်ဆင်းလိုက်ရတယ်ဆက်ရှိလို့ကြိတ်ထားလိုက်ရပါတယ်အခုလိုမျိုးဓာတ်လေးနဲ့နှုတ်ဆင်းပြီးဆိုလို့ရှိရင်တော့စက်သားလေးကိုရတာနေပါမယ်ခင်ဗျာရတာနေဖို့အတွက်ဘန်းထဲကိုထည့်လိုက်ပါမယ်ရတာကိုတော့ကျွန်တော်ဒီနေရာမှာစက်သားမုတ်တစ်မျိုးပဲအသုံးပြုပေးထားတာဖြစ်ပါတယ်ခင်ဗျာစက်သားမုတ်လေးလက်ပတ်စားသွန်းတစ်စုံလောက်ထည့်မယ်နောက်တဲ့စီမွေးငယ်ကောင်းလေးထည့်ပါမယ်ငယ်ကောင်းကတော့ဒီနေရာမှာကျွန်တော်မထည့်ပြတော့ဘူးငယ်ကောင်းကထောင်းပြီးတော့ထည့်ရတာဖြစ်တဲ့အတွက်ကျွန်တော်မထည့်တော့ဘူးပေါ့နော်ငယ်ကောင်းအဖြူရှိရင်သုံးလို့ရပါတယ်စီမွေးလေးထည့်ပြီးလို့အခုလိုမျိုးနေပြီးဆိုလို့ရှိရင်တော့ကော်မုံလေးထည့်ပါမယ်ကော်မုံတော့ထမင်းစားသွန်း2စွန်းလောက်ထည့်ရပါမယ်ခင်ဗျာကဲအခုလိုမျိုးကော်မုံထည့်ပြီးဆိုလို့ရှိရင်တော့အသားနဲ့စစ်စီးလေးဖြစ်သွားအောင်လို့နေလိုက်ပါမယ်အခုလောက်နေထားလေးစစ်စီးလေးဖြစ်အောင်နေပြီးဆိုလို့ရှိရင်တော့ကျုပ်အကာလေးထည့်ပြီးတော့စက်သားကိုထပ်နေပေးရပါမယ်ခင်ဗျာဒါမှကြော်တဲ့အခါမှာအသားတွေကကွဲမတွက်ပဲနဲ့စီစီနဲ့ကျွတ်ကျွတ်ကလေးဖြစ်နေမှာဖြစ်ပါတယ်အခုလိုနေထားလေးအကျုပ်အကာလေးနဲ့အသားနဲ့ကိုစီစီလေးဖြစ်အောင်နေပြီးဆိုလို့ရှိရင်တော့အသားအတွက်ရပါပြီဒါဆိုလို့ရှိရင်တော့အသီးရွက်တွေကိုကျွန်တော်တို့ရေးဆေးပြီးတော့အခုလိုနေထားလေးလှီးပေးထားပါမယ်ဖြစ်ပဲကျွန်တော်တို့ချောင်းလေးလှီးထားမယ်ပြောင်းသေးကိုချောင်းလေးတွေလှီးထားမယ်ဥနီကိုလည်းအခုလိုမျိုးချောင်းလေးလှီးထားပါမယ်ဘဲမောက်လေးထည့်ထားမယ်ကျွတ်မျိုးနှုတ်ဆင်းထားပါမယ်ဒါကတော့ခုနအသားမှာအသုံးထားတဲ့ဟာလေးတွေကျွန်တော်ပြပေးထားတာဖြစ်ပါတယ်အရင်ဦးဆုံးအသားလေးကိုစပြီးတော့ကြော်လိုက်ပါမယ်ခင်ဗျာစီလေးနည်းငယ်ထည့်ပါမယ်စီလေးနည်းငယ်ထည့်ပါမှာကျွန်တော်တို့စက်သားလေးကိုကိုလိုသလောက်အပြားအနေထားလေးပြပါမယ်ပိုးထဲမှာအခုလိုမျိုးစီမပူခင်မှာပြားလေးရတယ်ပေါ့နော်ကိုအစင်ပြေတာလေးနဲ့အပြားကြီးကြီးလေးရအောင်လုပ်ပြီးတော့ကြော်လို့ရပါတယ်အသားရဲ့အထူပါကိုကိုအစင်ပြေလို့လုပ်ပြီးတော့ကြော်လို့ရပါတယ်ကဲစီပူလာပြီဆိုလို့ရှိရင်တော့ဟိုဘက်ဒီဘက်လှန်ပြီးတော့အသားလေးရဲပြီးကျွတ်လာတဲ့အထိအခုလိုမျိုးကြော်ပြီးလိုက်လို့ရှိရင်တော့အသားလေးရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့စစ်ပြီးတော့လှီးပြီးတော့ပကံထဲမှာတစ်ခါလေးထည့်ပေးထားလိုက်ပါမယ်လှီးတာကလည်းကိုအစင်ပြေလို့လှီးလို့ရပါတယ်ကိုက6စိတ်ပဲလှီးမယ်ဆိုလို့ရှိရင်လှီးလို့ရပါတယ်12စိတ်လှီးမယ်ဆိုလည်းလှီးလို့ရပါတယ်ကိုကအတော်ကြီးသေးပေါ်မူတည်ပြီးတော့လှီးလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အခုလိုအနေထားကတိသေးလေးတွေလှီးထားလိုက်ပါတယ်ဒါဆိုအသီးရွက်စပြီးတော့ချက်ပါမယ်ခင်ဗျာအသီးရွက်စီသက်ဖို့အတွက်ရုံဆုံးအိုးတဲ့ကိုစီနေခဲ့ထည့်ပါမယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့နှုတ်ဆင်းလာတဲ့ကြက်သွမျိုးလေးအနံ့မွေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်ခင်ဗျာကြက်သွမျိုးလေးအနံ့မွေးလာပြီဆိုလို့ရှိရင်တော့အသီးရွက်တွေထည့်ပါမယ်တောင်းသေးထည့်မယ်ဥနီထည့်မယ်ရွှေပဲလေးတွေထည့်ပြီးတော့အနှဲငယ်နွမ်းသွားတဲ့အထိကြော်ပေးလိုက်ပါမယ်ခင်ဗျာအသီးရွက်တွေနှဲငယ်နွမ်းပြီဆိုလို့ရှိရင်တော့ပဲပေါက်လေးထည့်ပါမယ်ပဲပေါက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တမတော့အောင်ထပ်မွေလိုက်ပါမယ်ပဲပင်ပေါက်ကိုနောက်မှထည့်တယ်ဆိုတာကတော့ကျွန်တော်တို့အနူးမြန်တဲ့အတွက်ပေါ့နော်ခဲအခုပဲပေါက်လေးထည့်ပြီးလို့ရှိရင်အနှဲငယ်နွမ်းသွားပြီဆိုလို့ရှိရင်ရေလေးထည့်ပါမယ်ရေလေးစုအောင်စောင့်မယ်ရေလေးနှဲငယ်စုလာပြီဆိုလို့ရှိရင်တော့ရတာအတွက်ခရီးစီထမင်းစားစွန်းနဲ့တစုံထည့်ပါမယ်ပင်းကပြားရဲ့ကျဲကိုလည်းထမင်းစားစွန်းနဲ့တစုံထည့်မယ်စက်သားမုံကိုတော့လက်ပစားစွန်းနဲ့တစုံထည့်ပါမယ်ရတာတော့ကတော့ကျွန်တော်ဒါလေးပဲသုံးလိုက်ပါတယ်ခင်ဗျာရေလေးစုအောင်စောင့်ပြီးတော့ရတာပေါ့ငယ်မြည်ကြည့်ပါမယ်လူရရတာထက်ထည့်ပြီးလို့ရပါတယ်ကိုကဒီနေ့မှာချုံမသုံးကျင်သုံးလို့ရပါတယ်ခင်ဗျာကျွန်တော်မသုံးတော့ပါဘူးရတာလေးစီပြပြီဆိုလို့ရှိရင်တော့ကြံနေတဲ့ကျဲကိုအနှစ်ကလေးထည့်ပါမယ်ခင်ဗျာဒါလေးကိုကျွန်တော်တမတော့မှုလိုက်ပါမယ်မှုပြီးပြီဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့အယောင်လေးရအောင်လို့အယောင်လေးနဲ့ငယ်ထည့်ပါမယ်နောက်တဲ့စီမွေးငယ်ကောင်းလေးထည့်ထည့်ပါမယ်ခင်ဗျာရတာလေးအားလုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့ကော်လေးနဲ့ငယ်ဆွဲလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ကြက်တောက်ကြော်လေးကအစာလေးရပါပြီနေငယ်မှုပြီးဆိုလို့ရှိရင်တော့စက်သားပေါ်မှာပြူလိုက်လို့ရှိရင်အရန်စားလို့ကောင်းတဲ့ကြက်တောက်ကြော်လေးရပါပြီခင်ဗျာအခုလိုမျိုးနားမလည်မှာဆိုတဲ့အတွက်တေချာလေးရှင်းပြပေးလို့ချိန်ကြာသွားလို့ရှိရင်တောင်းပန်ပါတယ်ခင်ဗျာကြည့်ရှုအားပေးနေသူတို့တော်တိုင်းကိုစေရင်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးတဲ့အတွက်လည်းအထူးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်လိုက်ရှယ်လုပ်သွားဖို့လည်းတောင်းဆိုပါတယ်နော်ဘိုင်ဘိုင်